နေရာကိုအဆင်ပြေတာဒါတရုတ်ဘက်ကကြည့်ပြီးလို့ရှိရင်အိန္ဒိယဘက်ကကြည့်ရင်ကြတော့ကျမတို့ကြော်သွားပြီးမှသူအာဆီယံနိုင်ငံတွေရောက်မှာအာဆီယံနိုင်ငံတွေရောက်ပြီးလို့ရှိရင်ဟို East China Sea တို့ဘာတို့ပဲရောက်မှာပေါ့နော်အဲ့လိုရောက်မှာဆိုတဲ့အခါကျတော့ကျမတို့ရဲ့တီနေရာကတရုတ်နဲ့အိန္ဒိယကြားထဲမှာတည်ရှိနေတယ်တည်ရှိနေတဲ့အခါကျနံပါတ်1အိန္ဒိယအခုကမ္ဘာပေါ်မှာလူဦးရေအများဆုံးတရုတ်ကဒုတိယအများဆုံးပြီးလို့ရှိရင်အာဆီယံကကျတော့တန်းပေါင်း600ကျော်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါတွေပေါင်းလိုက်လို့ရှိရင်ကမ္ဘာလူဦးရေရဲ့40%လောက်ကကျမတို့အိမ်နီးနားချင်းလေးမှာရှိနေတယ်ဆိုလူဦးရေအများကြီးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ကဈေးကွက်အကြီးရှိနေတာပေါ့နော်လူတွေဆိုတာလူတွေကဝယ်သုံးတာလေပစ္စည်းတွေဆိုတော့အဝတ်စားပဲဖြစ်ဖြစ်အဝတ်အထည်ပဲဖြစ်ဖြစ်သို့မဟုတ်တခြားသုံးဆောင်ပေါ့ကွန်ပျူတာပစ္စည်း electronic ပစ္စည်းနောက်အိမ်သုံးပစ္စည်းလူသုံးကုန်ပစ္စည်းဘာပဲဖြစ်ဖြစ်အစားအသောက်ပေါ့ဘာပဲဖြစ်ဖြစ်လူတွေကပဲသုံးတာကိုဆိုလို့ရှိရင်လူတွေအများကြီးရှိနေတယ်ဆိုတာကျမတို့ကဈေးကွက်အကြီးကျမတို့ပတ်လည်မှာရှိနေတာနံပါတ်1အဲ့ဒါကောင်းတာပေါ့နော်ပြီးလို့ရှိရင်အိန္ဒိယဘက်ကလည်းကလဒန်မြစ်ဝမ်းစီမံကိန်းလုပ်တယ်လေလုပ်ချင်တယ်ပေါ့နော်လုပ်ချင်ပြီးလို့ရှိရင်နောက်ဆုံးပါတောင်ဖြစ်နိုင်လဲဆိုရင်ကျမတို့က Golden Triangle ပေါ့နော်ဟိုဒီလာအိုရဲ့မြန်မာရဲ့ထိုင်းရဲ့ပေါ့နော်ဒီတာချီလိတ်ဘက်မှာရှမ်းရှေ့ဘက်မှာအဲ့လိုမျိုးပဲကျမတို့ကအိန္ဒိယရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့မြန်မာရဲ့ဟိုရခိုင်ဘက်အထွက်မှာ another Golden Triangle လုပ်လို့ရတယ်တကယ်တော့လေလုပ်လို့ရပြီးတော့မှဘင်္ဂလားဒေ့ရှ်ရဲ့လူဦးရေများတာဟုတ်များတဲ့ခါကျတော့ဒီလူဦးရေများတာကိုအကြောင်းပြုပြီးတော့မှကျမတို့ကဈေးခွက်လို့ယူဆပြီးတော့မှကျမတို့ဆောင်ရွက်နိုင်ရမှာပေါ့နော်အနည်းဆုံးကျမတို့က transit trade လုပ်လို့ရတယ်ပြီးလို့ရှိရင်တော့ကျမတို့ပြည်တွင်းရဲ့ infrastructure တွေကိုပြည်တွင်းကဒီပြည်သူလူထုရဲ့အခွန်ဘဏ္ဍာနဲ့အစိုးရကြခံစရာမလိုပဲနဲ့ခုနကလိုပေါ့နော်BRI ရဲ့အစိတ်ပိုင်းဖြစ်တဲ့ CMEC ပေါ့ရှင်China Myanmar Economic Corridor ပေါ့နော်ဆိုလို့ရှိရင်အဲ့လိုမျိုးတွေနော်ယထာလမ်းကြီးတွေကားလမ်းတွေအများကြီးပေါ်လာပြီးလို့ရှိရင်သင်္ဘောစိတ်တွေမှာလည်းကုန်တင်ကုန်ချတွေတအားများပြီးတော့မှပြီးလို့ရှိရင်ဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့ရွာတွေလည်း tourism ပေါ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသွားမယ်ပြီးကုန်ပစ္စည်းတွေလည်းများများနဲ့ဈေးတက်တာနဲ့များရွေးချယ်စရာတွေများမယ်ပေါ့နော်အစသဖြင့်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လူနေမှုအဆင့်အတန်းမြင့်လာမယ်နောက်အစိုးရကလည်းဒီကုန်စည်စီးဆင်းတာပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ကအခုတောင်မှ PDF တွေက gate ဖွင့်ပြီးတော့မှသူတို့လည်းPDF တွေ gate ဖွင့်ပြီးတော့မှသူတို့လည်းငွေရနေတာပဲလေ source of income ပေါ့ဝင်ငွေရလမ်းတစ်ခုဖြစ်နေတာပဲလေအဲ့ဒါကြောင့်မလို့အခုထားပါတော့မြဝတီတို့ဘာတို့ပဲဆိုလဲတကယ်အာရှလမ်းမကြီးကမသွားဘဲနဲ့တောလမ်းသွားပြီးတော့မှဒီတိုင်းရင်းသားလက်နက်ကိုင်တွေ PDF တွေဒီလက်နက်ကိုင်အဖွဲ့တွေကနေဒီအခွန်ငွေတွေဟိုပါပေါ့နော်ဂိတ်ကြီးတွေကောက်ပြီးစားနေတာပေါ့နော်ဆိုလို့ရှိရင်ကျမတို့ကတကယ်တရားဝင်လမ်းကြောင်းကြီးပေါ့နော်ကဘာတကယ်ကဘာအစ်စ်မီ BRI ရဲ့အစိတ်ပိုင်းတစ်ခုပြီးကျမတို့ကိုယ်တိုင်ကျမတို့မြန်မာလူမျိုးတွေရဲ့ငွေနဲ့မြန်မာအစိုးရရဲ့ဘဏ္ဍာငွေတွေတုံးစရာမလိုပဲနဲ့သူတို့ပတ်စံနဲ့သူတို့လာပြီးတော့မှကိုယ့်မြေထဲမှာဟိုဒီဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီးတော့မှကျမတို့ကဝင်ငွေရမှာလေပြီးလို့ရှိရင်ဒါတွေကတူးကော်ပြီးပြန်သွားလို့ရတာလည်းမဟုတ်ဘူးယထာလမ်းကြီးလည်းတည်ပြန်သွားလို့မရဘူးကားလမ်းကြီးလည်းတည်ပြန်သွားလို့မရဘူးတင်မောစိတ်ကြီးလည်းတူးကော်ပြီးပြန်သွားလို့မရဘူးကျမတို့မြေကျမတို့ရေထဲမှာတိုးတက်ဖွံ့ဖြိုးမှုတွေဖြစ်သွားပြီးတော့မှပြီးလို့ရှိရင်ကျမတို့လည်းကမ္ဘာကုန်သွယ်မှုကြီးထဲမှာအဓိကအချက်ချာကြတဲ့နေရာအဖြစ်ပါသွားမှာပေါ့နော်ပါသွားလို့ရှိရင်ကျမတို့ရဲ့တီနေရာဒီရန်တန်ဖိုးရှိတဲ့နေရာဖြစ်တယ်ဒါပေမဲ့ဘာလိုအပ်နေရလဲဆိုရင်စီးလုံးညီညွတ်မှုလိုအပ်နေတာပေါ့ရှင်စီးလုံးညီညွတ်ပြီးတော့မှခုနလိုငိမ့်ချမ်းတာယာဝပြောမယ်ငိမ့်ချမ်းတယ်ဆိုအလုပ်လုပ်ကောင်းတာပေါ့နော်အလုပ်လုပ်ကောင်းတယ်ဆိုရင်လူတိုင်းကကြီးပွားတိုးတက်မှာပေါ့ရှင်။နောက်အရင်တော့ဒီလွတ်လပ်ရေးရခါစားဆိုအာရှကြားထဲမှာထင်ကြီးပေးခံရတဲ့ထဲမှာမြန်မာလည်းပါတယ်လေ။နောက်အခုဆိုမြန်မာဘယ်သူမှစေးပေါ်ကြောပဲမလုပ်ဘူးဆိုတာအဲ့ဒါဘာဖြစ်နေတာလဲဆိုကျမတို့တိုင်းရင်းသားညီကိုမောင်နှမအချင်းချင်းမညီညွတ်လို့ဖြစ်ရတဲ့ပြဿနာတွေပေါ့နော်။အဲ့လိုတွေဖြစ်နေတာပေါ့ရှင်။နောက်အဲ့ဒါကြောင့်မလို့တကယ်တမ်းဆိုတကယ်အရေးကြီးပါတယ်တကယ်ကဘာမှာဖြစ်နေတဲ့ကဘာမှာဖြစ်နေတဲ့ကဘာပထဝီနိုင်ငံရေးကဘာပထဝီစီးပွားရေးပေါ့နော်ဒါတွေကိုကျမတို့ကသိပြီးတော့မှဒါအစိုးရအဆင့်မှာလည်းသိမယ်ပညာရှင်တွေအဆင့်မှာလည်းသိမယ်ပြီးလို့ရှိရင်ပြည်သူလူထုအဆင့်မှာလည်းသိမယ်ပြီးလို့ရှိရင်ပြည်သူလူထုတယောက်ချင်းစီကလည်းကိုယ့်နိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ပြီးကိုယ့်နိုင်ငံရဲ့ဖြစ်နိုင်စွမ်းနေပေါ့နော်ဒါတွေကိုအတိအမှပြုပြီးတော့မှဒီဖြစ်နိုင်စွမ်းနေအတတ်နိုင်ဆုံးဖြစ်အောင်ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီးတော့မှအေးချမ်းစွာနဲ့ပေါ့နော်တယောက်နဲ့တယောက်ပြဿနာမလုပ်ဘဲနဲ့အစွမ်းစားရှိသလောက်ကြီးပွားတိုးတက်နိုင်တဲ့မြေနဲ့ရေမြေပေါ့နော်ကျမတို့ကပိုင်ဆိုင်ထားတာဖြစ်ပါတယ်ရှင်ဘာတော့အရေးကြီးလဲဆိုလူတွေကအရေးကြီးတာပေါ့နော်လူတွေတယောက်နဲ့တယောက်နိုင်ငံအောင်ချစ်ဖို့လိုတယ်ဒီပြီးလို့ရှိရင်အစိုးရဆိုတာကတော့
ကြိုက်ရင်လည်းရတယ်မကြိုက်ရင်လည်းရတယ်ဒါနိုင်ငံသားတယောက်ချင်းစီရဲ့ခွင့်ရေးပဲသို့တော်လည်းနိုင်ငံတော်တော့မချစ်လို့မရဘူးကျွန်မအဲ့ဒါကြောင့်မို့အစိုးရနဲ့နိုင်ငံတော်ဆိုတော့ကွဲပြားစေချင်တာပေါ့နော်သိစေချင်တာနိုင်ငံတော်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာရှိတဲ့ရေထုမြေထုလေထုနဲ့ဒီရေထုမြေထုလေထုပေါ်မှာမိတင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေပြီးလို့ရှိရင်ဒီမြေထုရေထုလေထုထဲမှာရှိတဲ့သယံဇာတပစ္စည်းတွေဒါတွေအကုန်လုံးကိုခြုံပြီးတော့မှကျွန်တော်တို့နိုင်ငံတော်လို့ခေါ်တာဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုဖြစ်တယ်ကျွန်တော်တို့ချစ်မြတ်နိုးရမယ်တန်ဖိုးထားရမယ်ဒါပေမဲ့အစိုးရဆိုတာကတော့ကျွန်တော်တို့အခုဒီမိုကရေစီခေတ်တွေမှာ9နှစ်တခါရွေးကောက်ပွဲနဲ့တက်လာမယ်ပြည်သူမဲပေးတဲ့သူကအစိုးရဖြစ်မယ်ပြည်သူမဲမပေးရင်လည်းဆင်းသွားရမယ်အစိုးရဆိုတာ9နှစ်တခါပဲဖြစ်နေဆိုတဲ့အခါကျတော့အစိုးရကိုမကြိုက်တာနဲ့နိုင်ငံတော်ကိုနဲ့ကိုခွဲခြားဖို့လိုတယ်ပေါ့နော်အစိုးရကြိုက်ချင်းမကြိုက်ချင်းပြည်သူတဦးချင်းစီရဲ့သူ့ရဲ့ကိုယ်ပိုင်ခွင့်ရေးဖြစ်တယ်သို့တော်လည်းကိုနေတဲ့နိုင်ငံကိုတော့ချစ်ကြဖို့ပေါ့နော်ကျွန်မဒါလေးတော့ပြောချင်ပါတယ်ရှင့်ဟုတ်ပေါ့ဒါဆိုလို့ရှိရင်multipolarity ပေါ့နော်အခု multipolarization ဖြစ်နေတဲ့ဒီကမ္ဘာအခင်းချင်းကြီးထဲမှာမြန်မာနိုင်ငံကလည်းပိုင်ဆိုင်ထားတဲ့ပေါ့နော် geo strategy အရာပိုင်ဆိုင်ထားတဲ့ပိုင်ဆိုင်မှုပေါ့ဒီအခွင့်အလမ်းတွေကိုအသုံးချနိုင်ပါစေလို့လည်းဆုတောင်းမှာပေါ့နော်ဟုတ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လူတွေနဲ့ပဲဆိုင်တာပဲဟုတ်ကဲ့ဆိုပြည်သူလူထုနဲ့လည်းဆိုင်တယ်အစိုးရနဲ့လည်းဆိုင်တယ်နိုင်ငံရေးပါတီတွေနဲ့လည်းဆိုင်တယ်မီဒီယာတွေနဲ့လည်းဆိုင်တယ်ကျွန်တော်တို့ဒါတွေကိုများများပြောခြင်းအဖြစ်ကိုယ်နိုင်ငံကိုချစ်မြတ်နိုးတဲ့စိတ်ကိုယ်နိုင်ငံကိုတိုးတက်ခြင်းတဲ့စိတ်ပေါ့နော်ဒါတွေပြည်သူလူထုတရက်လုံးစီမှာတယောက်ချင်းစီမှာတဖွာဖွာပေါ်ပေါက်ပြီးတော့မှကိုယ့်ရဲ့ကိုတိုးတက်ကြောင်းကိုယ့်ရဲ့တိုင်းပြည်တိုးတက်ကြောင်းပေါ့နော်အဲ့ဒါတွေဆောင်ရွက်နိုင်ကြပါစေလို့ကျွန်မပြောချင်တဲ့နှိကုံချုပ်ပါတယ်ရှင်ဟုတ်ကဲ့နောက်လည်းဒီအချိန်ပေးနိုင်မယ်ဆိုလို့ရှိရင်မြန်မာ Nation Voice ရဲ့အခုဒီ Citizen Report အစီအစဉ်ပေါ့နော်မှာဒီလိုမျိုးကမ္ဘာရေးရာကိစ္စတွေမြန်မာရေးရာကိစ္စလေးတို့လည်းထပ်ပြီးဆွေးနွေးပေးပါလို့ကြိုပြောတောင်းဆိုပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျွန်မမီဒီယာတွေကိုတန်ဖိုးထားပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အချိန်မျိုးလာပါရှင်ဟုတ်ကဲ့ရှင်ကျေးဇူးပါမြန်မာ Nation Voice